မင်္ဂလာပါဒီလို Magic Pattern လေးကိုနော်ကွန်ပျူတာမှာတခါလေးနဲ့ချုပ်ပြသွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့တော့လည်းတူတူကွန်ပျူတာမှာလိုက်ပြီးတော့ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်ကနေ့တိုင်းကွန်ပျူတာမှာဆက်ချုပ်တဲ့ဗီဒီယိုတွေကိုအနည်းဆုံးတစ်ပုတ်တင်ပေးနိုင်အောင်ကြိုးစားမယ်အရင်တစ်နှစ်မှာတော့ကွန်ပျူတာမှာဆက်ချုပ်မယ်ဆိုတော့ Part 1လေးကိုတင်ပေးခဲ့တယ်အဲ့တော့ဒီနှစ်မှာတော့ကျွန်တော်တို့ Part 2လေးတင်မယ်နောက်ရက်ကနေစပြီးတော့နေ့တိုင်းလာပြီးတော့တင်ပြီးတော့မယ်အရင်နှစ်ကကျတော့ကြောင်းတက်နေရပြီးတော့ကြောင့်မလို့အချိန်နဲ့မအားလို့ပေါ့နော်အခုကကြာအားတော်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့နေ့ရက်တိုင်းပေါ့နော်ကွန်ပျူတာနဲ့ဒီကွန်ပျူတာမှာဆက်ချုပ်တဲ့ဟာလေးကိုအပိုင်းတစ်ပိုင်းတင်ပေးနိုင်အောင်ကြိုးစားတော့ပါမယ်အဲ့တော့ပထမဆုံးအနေနဲ့အခုတော့ Magic Pattern လေးကိုကွန်ပျူတာမှာထုတ်တာကိုလိုက်ပြီးတော့ကြည့်လိုက်ရအောင်အဲ့တော့ပထမဆုံးအနေနဲ့တော့ကွန်ပျူတာမှာ Cloud 3D ဆိုတဲ့ software လေးကိုဖွင့်လိုက်မယ်ကျွန်တော်ချုပ်ပြမဲ့ Sketch Pattern လေးကဒီလိုပုံစံလေးဟုတ်ပြီနော်အဲ့ကောင်လေးတော့အကောင်လုံးကို delete ဖြတ်ထုတ်ထားလိုက်မယ်နော်အဲ့ဖြတ်ထုတ်ထားလိုက်မယ်โอเคအဲ့ဖြတ်ထုတ်ထားလိုက်မယ်ဆိုလို့ရှိရင်ပထမဆုံးစပြီးချုပ်တော့မယ်ဆိုလို့ရှိရင် library တွေကိုတစ်ချက်သွားမယ်ပြီးတော့ရင် avatar တွေကိုတစ်ချက်သွားပြီး mail ကိုတစ်ချက်သွားပြီးသွားလို့ရှိရင် avatar လေးတစ်ချက်ခေါ် open ဆိုပြီးတော့ဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့တို့ကဘာလေးကိုလုပ်မလဲဆိုလို့ရှိရင် scale ရဲ့ pattern လေးကိုတော့ 2 dimension ဘက်မှာဆွဲပြီးတော့2 dimension ဘက်မှာရလာတဲ့ pattern လေးကို 3 dimension ဘက်မှာလာပြီးချုပ်တယ်အဲ့တော့လာပြီးချုပ်ဖို့ဆိုရင်လူလိုတယ်အဲ့တော့ avatar ဆိုတာဒီလူပဲအဲ့တော့အခုခေါ်လိုက်တဲ့ avatar ဒီ3 dimension ဘက်မှာကြာလာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ 3 dimension ဘက်မှာ avatar လေးကြာလာပြီဆိုတော့ library panel လေးတွေကိုပြန်ပြီးတော့ပေးလိုက်အဲ့တော့ right click လေးထောက်ပြီးတော့လှည့်ကြည့်လိုက်လို့ရတယ် keyboard shortcut က2ဆိုရင်ရှေ့ချမ်း4ဆိုလို့ရှိရင်ဘေးချမ်း8ဆိုရင်နောက်ချမ်း6ဆိုလို့ရှိရင်ဘေးချမ်းပဲဟုတ်နော်5ဆိုရင်အပေါ်စီကကြည့်တာ0ဆိုအောက်ကနေပြန်ပြီးတော့ကြည့်တာ keyboard shortcut ကနေအလွယ်တကူသွားလို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာစပြီးတော့ချုပ်ဖို့ဆိုလို့ရှိရင်ဘာတွေတီးဖို့လိုအပ်လဲဆိုလို့ရှိရင်စာရွက်အလွတ်လေးထပ်ပြီးတော့ခေါ်တော့မယ်အဲ့တော့စာရွက်အလွတ်လေးမခေါ်ခင်မှာ sorry နော်တော့ဒီမှာကခုနကချုပ်ထားလို့ဒီကောင်လေးကို x ဆိုပြီးတော့ထပ်နေလိုက်မယ်โอเคလိုလေးရလာလိမ့်မယ်အဲ့တော့ဒီနေထားရလာပြီဆိုလို့ရှင်တော့ဒီမှာတော့ shortcut တွေနဲ့ပြမှာမလို့ shortcut တွေနဲ့ရေးပြခြင်းလို့ဒီမှာသွားမယ် keyboard shortcut က s ဟုတ်ပြီနော်အဲ့တော့ s ဆိုတာဒီ short cd က shortcut ဟုတ်ပြီနော် shortcut ကိုတော့ဘာလေးသုံးလဲဆိုလို့ရှိရင်ဒီမှာဆိုတော့က s ကိုသုံးမယ်ဟုတ်ပြီနော် s ကကြတော့ဘာအကျိုးဆိုရင် r e c d e n g e နော် rectangle 2လေးကိုသုံး rectangle 2စဉ် keyboard shortcut က S ကိုနှိပ်လိုက်တဲ့အခါမှာ rectangle 2 auto ဝင်သွားတယ် rectangle 2တော့ဒီမှာရှိတယ် mouse နဲ့တွားပြီးမနှိပ်ချင်တော့ဟုတ်ပြီနော်အဲ့တော့ဒီမှာကပတ်လေးတော့ဒီမှာဆွဲလိုက်ပြီးရောဆွဲမယ်ဆွဲပြီးတော့တဲ့အခါမှာလွတ်လိုက်ဒီလိုလေးရလာပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်3 dimension မှာစာရွက်လေးပေါ်လာတဲ့စာရွက်နဲ့ဒီကောင်လေး set one လေးကိုဘာလို့ခေါ်လဲဆိုရင် gizmo လို့ခေါ်တယ်အဲ့ gizmo လေးတော့ right click ထောက်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာလူပုံစံလေးရလာလိမ့်မယ်အဲ့တော့အခုကျွန်တော်သုံးထားတဲ့ gizmo ဒီ local coordinate ကိုသုံးထားတာအဲ့တော့ coordinate တွေသွားပြီးပြင်ချင်တယ်ဆိုလို့ရှိရင် preferring gizmo ဆိုတဲ့အထက်မှာ gizmo 3ခုရှိတယ် screen coordinate local coordinate web coordinate screen coordinate ဒီကွန်ပျူတာမှာ software စပြီးတော့ installation တင်လိုက်ပြီဆိုရင် gizmo ကဒီလိုပုံစံမျိုးပေါ်နေလိမ့်မယ် preferring gizmo local coordinate ကိုယူထားမယ်ဆိုလို့ရှိရင်ချက်စီကပုံစံမျိုးလေးဒိုးရှုပ်ပါပုံစံမျိုးလေးပေါ်နေလိမ့်မယ်ဟုတ်ပြီနော်အဲ့ကောင်လေးတော့ကဒီမှာ transform to ကိုထပ်နှိပ်လိုက်မယ် transform to keyboard shortcut က A transform to transform transform to ဟုတ်ပြီနော် keyboard shortcut က A ကိုနှိပ်လိုက်မယ်အဲ့တော့ click တစ်ချက် control C control V နောက်ချမ်းအတွက်ကပတ်လေးကိုနောက်ချမ်းမှာသွားပြီးတော့ခြာလိုက်မယ်လို့လေးထားလိုက်ပြီဆိုတော့ gizmo လေးပေါ်လာတယ်ဒီဘက်မှာအဲ့တော့ pattern ဆွဲလိုက်ပြီဆိုတော့ဆွဲတဲ့ pattern 3 dimension မှာပုံမယ် gizmo လည်းတန်းပေါ်လာတဲ့ကောင်မှာ z ဝင်ရိုးလေးကိုကင်ပြီးတော့နောက်ကိုဒီလိုလေးဆွဲရွှေ့လိုက်မယ်ရွှေ့လို့ပြီးသားပြီဆိုလို့ရှိရင်ဒီမှာ x ဝင်ရိုးအတိုင်းမှာဟိုဘက်ကိုပြန်ရွှေ့လိုက်မယ်ရွှေ့လို့ပြီးသားပြီဆိုလို့ရှိရင်နောက်ချမ်းမရောက်သေးဘူးဆိုလို့ရှိရင်ဒီမှာအပြာရောင်လိုင်းလေးပေါ်မှာလာပြီးတော့ရွှေ့လိုက်မယ် okay ပြီးသားရင် x ဝင်ရိုးအတိုင်းပဲညီအောင်ချိန်လိုက်မယ်okay ကပတ်လေးနေရာထားလို့ပြီးသားပြီအဲ့တော့ရှေ့ချမ်းနေပြီးတော့တို့ဒီဘက်မှာဘာကိုယူလာလဲဆိုရင်နောက်ချမ်းယူရဲပြီးရင်နောက်ချမ်းလေးကိုတို့က manual နည်းနဲ့လက်နဲ့တွန်းပို့လိုက်တယ်ဟုတ်ပြီနော်လက်နဲ့တွန်းပို့လိုက်ပြီဆိုရင်ဘာလေးလုပ်ဖို့လိုအပ်လဲဆိုရင် right click ထားနောက်ကိုတွန်းပို့လိုက်တဲ့ကောင်လေးကို flick normal ဆိုတာလှည့်ပေးဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့ flick normal ဆိုတဲ့ကောင်လေးကိုမလှည့်ပေးဘူးဆိုရင်ဘာဖြစ်တတ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်ရဲ့ ng solution ကြည့်လိုက်ဒီမဲ့ဒီကောင်ရှေ့ချမ်းပေါ့နော်အဲ့ရှေ့ချမ်းတော့ copy ကူးလိုက်တော့ဒီဘက်ဘေးမယ်နောက်ထပ်ရှေ့ချမ်းတစ်ချမ်းပေါ်လာအဲ့ရှေ့ချမ်းရောနောက်ကို data နဲ့ပို့လိုက်တဲ့အခါမှာပိတ်စရမလှဘက်ကအပြင်ဘက်ကိုရောက်နေတယ်ဒီအပြင်ဘက်ကိုရောက်နေတယ်အဲ့အလှဘက်ကအတွင်းနဲ့နောက်ချမ်းအတွင်းနဲ့ရောက်နေတယ်အဲ့ချိန်မှာတော့ data နဲ့မသိဘဲနဲ့တိုင်းချုပ်လိုက်တယ်ဆိုရင်တချို့သူတွေရှိရင်တော့အတန်းတိုင်းချုပ်လိုက်တယ်အဲ့တော့ချုပ်လိုက်တဲ့အခါကျမှဆိုလို့ရှိရင်ဘာကြီးဖြစ်နေလဲဆိုလို့ရှိရင်အပြင်ဘက်ကတော့မလှပဲအတွင်းဘက်ကပိတ်စရအလှပဲဒီဝင်နေသူကတိလည်းမသိဘူးပိတ်စအဖြူအောင်ဆိုအဲ့လိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့ရှေ့ချမ်းကောင်ကို manual နီးနဲ့နောက်ကိုပို့လိုက်နေဆိုရင် flick normal ဆိုတဲ့ကောင်လေးနှိပ်ပြီးဖို့လိုအပ်တယ်တကယ်လို့အဲ့လိုမနှိပ်ချင်ဘူးဆိုရင် arrangement point ကိုသုံးလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကွန်ပျူတာချက်သွားပြီးတော့ကြည့်လိုက်အဲ့တော့ flick normal ဆိုတဲ့ကောင်လေးနှိပ်လို့ပြီးသားတော့ကပတ်လေးကိုချုပ်တော့မယ်အဲ့ချုပ်ဖို့ဆိုလို့ရှိရင်တော့ဒီမှာရှေ့ချမ်းလေးကိုလည်းတော့ဒီလူနဲ့နီးရဲ့ဘက်ချမ်းလေးကိုဆွဲပြီးတော့ကတ်ထားလိုက်မယ်လို့
ဟုတ်ပြီနော်အဲ့လိုရပြီဆိုလို့ရှိရင်တော့ချုပ်တော့မယ်ဆိုရင်ချုပ်ဖို့အတွက် do လေးပြီးဖို့လိုအပ်တယ်နော်က segment swing do ဆိုတဲ့ကောင်လေးသုံးမယ် SDGMENT segment SWING swing do ဆိုတဲ့ကောင်လေးသုံးမယ်ဒီဖို့ shortcut က N နဲ့ချုပ်တဲ့ခါမှာနီးရအချင်းချင်းဝေးရအချင်းချင်းချုပ်ရမယ်နီးတဲ့အချင်းချင်း okay ဝေးတဲ့အချင်းချင်းဒီဘက်ကကောင်နဲ့ဟိုဘက်ကကောင်နဲ့ဝေးတဲ့အချင်းချင်းချုပ်လိုက်ပြီလို့ရတာပြီးရင်တော့ဒီ simulation run ကိုအတွက် speed bar ဆိုတာပြီးရ SPACE speed bar bar speed bar ဟုတ်ပြီနော် speed bar ဆိုတာဒီ simulation 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 ဟုတ်ပြီနော် simulation RU simulation 2เนาะ simulation 2ဒီဘယ်မှာရှိနေရလဲဆိုလို့ရှိရင်ဒီ3ရဲ့ mission မှာဒီကောင်လေး click ချက်နှိပ်မရတဲ့ simulation နှိပ်လိုက်ပြီးဆိုတော့လူရဲ့ခန္ဓာကိုယ်မှာ pixel တွေကဝတ်သွားပြီဒီလိုလေးဟုတ်နော်လူလေးဝတ်သွားပြီokay ဝတ်သွားပြီဆိုတဲ့အခါမှာကျွန်တော်ကအခုသင်ပြတဲ့နေရာကျတော့လက်တန်းဆွဲတာခန္ဓာကိုယ်မှာကြက်နေလားခြောက်နေလားဆိုတဲ့အဆင့်တစ်ကိုကျွန်တော်ပြောမပြဘူးဒီပုံထွက်ကိုပဲအဓိကထားပြီးပြောပြမယ်တောက်တွေပါတယ်အဲ့ဒီဟာတွေကိုမပြောဘူးနဲ့အလွယ်တကူလိုက်လို့လွယ်အောင်လွယ်တဲ့သင်ခန်းစာလေးကိုပဲယူပေးထားရပါတော့။ Okay အဲ့တော့တော့ဒီ counter မှာတစ်ချက်သွားပြီးတော့ကြည့်လိုက်မယ်။ကြည့်ပြီးသားတဲ့အခါမှာတော့ဒီ simulation run နေပြီဆိုရင် 3 dimension မှာလက်ပုံစံလေးပေါ်နေပြီးတော့ speed bar continuous ချင်း counter speed bar ပြန်ပေးလိုက်တဲ့အခါမှာ simulation မဟုတ်ဘဲနဲ့ဒီမှာရွေးထားတဲ့ string 2ယူထားလို့ဒီမှာအချုပ်ဆက်ပုံစံလေးပေါ်နေတယ်။အဲ့တော့ဒီ keyboard shortcut က Z ကိုနှိပ်လိုက်တဲ့အခါမှာ edit button 2ကိုရလာတယ်။ပါလဲဆိုရင် Z ကိုနှိပ်လိုက်တဲ့အခါမှာ edit button 2ကိုရလာလိမ့်မယ် Z နှိပ်လိုက်တဲ့အခါမှာလွတ်တဲ့နောက်ကလစ်တစ်ချက်ထား line တစ်ခုချင်းစီကိုကလစ်လိုက်ထားလို့ရတယ်ဟုတ်ပြီနော်ပြီးသွားပြီဆိုလို့ရှိရင်တော့ magic cut ကိုတောင်းမှာဖြစ်တဲ့အတွက် reading 2ကိုထိလိုက်မယ်ဒီဘက်ကနေပြီးတော့ဒီ button လေးတို့အလွတ်ဆွဲလိုက်မယ်ဒီလိုလေးရပြီရလာတဲ့ကောင်လေးကို control C control V နဲ့နေရာချလိုက်မယ်ဒီ out တက်မယ်နေရာချလိုက်မယ်အဲ့လိုပြီးရင် transform to A ကိုယူလိုက်မယ် snap point လေးပေါ်လာပြီပေါ်လာတဲ့ snap point လေးကို triple click နှိပ်မယ်1 2 3စတိုင်းနှိပ်ရမယ်စတိုင်းနှိပ်ပြီးသားတဲ့အခါမှာတော့ဒီကောင်လေးဆွဲရွှေ့လိုက်မယ်ရွှေ့လိုက်တဲ့အခါမှာညာဘက်ကိုရွှေ့ရင်ဘယ်ဘက်က auto ရွှေ့နေရမယ်တကယ်လို့အဲ့လိုမရွှေ့ဘူးဆိုရင် triple click နှိပ်တာမှားနေတော့ဟုတ်ပြီနော်ဒီလိုလေးဖြစ်နေရမယ်ဆွဲရွှေ့လိုက်မယ်ဟုတ်ပြီနော်ပြီးတော့ဒီမှာ triple click နှိပ်ထားတဲ့ကောင်လေးကို cancel ပြန်လုပ်ချင်လို့လွတ်တဲ့နာမှာ click တစ်ချက်ထောက်ပိတ်ထား click တစ်ချက်ပြန်ထောက်ပြီးတော့အောက်ကိုပဲဆွဲချရင်အောက်ကပဲရှိလာတယ်ဟုတ်ပြီနော်တကယ်လို့ triple click နှိပ်ထားတာကို cancel မလုပ်ထားဘူးဆိုရင်အောက်ကိုဆွဲရွှေ့လိုက်တာနဲ့အပေါ်ပါတော့ auto တက်သွားတယ်အဲ့တော့ဒီလားဆွဲရှိလိုက် okay ပြီး control C control V ဒီကောင်လေးအောက်ကိုတက်ပြန်ချမယ် click တစ်ချက်ထောက် triple click ပြန်နှိပ်မယ်1 2 3ပြီးသားလို့ရှိရင်ဒီကောင်လေးကိုဆွဲရှင်းလိုက်မယ် okay ဒီနေထားလိုက်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီအောက်ကနေလေးဆွဲရှင်းနေအောက်အဲ့တော့ triple click ကို cancel မလုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကိုခြေတဲ့အခါမှာအပေါ်လဲ auto လိုက်ပြီးတော့တက်လာတယ်ဟုတ်ပြီနော်အဲ့တော့ဒီ scat လေးဒီလူရဲ့ခန္ဓာကိုယ်ရဲ့အရှိဘလောက်ဖြစ်နေမှာလဲဆိုရင်လူရဲ့ခန္ဓာကိုယ်ဒီ manual shadow ပေါ်နေတဲ့ခြေသလုံးနားလောက်တရားနေမယ်ဒီမှာကျွန်တော်တို့ကနေရာလူတီယူထားတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့တလားလောက်တရားနေတယ်ဒူနာလောက်တင်အဲ့တော့ဒီကောင်လေးကို control C control V နောက်ထပ်တစ်နေရာထပ်ပြီးတော့ copy ပွားလိုက်မယ်အောက်ကိုတက်ချမယ် triple click ထပ်ပြီးတော့နေလိုက်မယ်နှိပ်ပြီးသားတဲ့အခါမှာဒီကောင်လေးကိုဆွဲရှင်းလိုက်မယ်တလားလောက် okay ဘာနာတလားလောက်လေးဆွဲရှင်းလိုက်အဲ့လိုပဲဒီကောင်လေးကိုလည်းကျွန်တော်ဆွဲရှင်းနေဆိုလို့ရှိရင်1 2 3 okay ဒီကောင်လေးကို sorry triple click 1 2 3မြင်ရမယ်ပြီးတော့ရဲ့ ဆွဲရှင်းဒီကောင်လေးကိုလည်းကျွန်တော်ဒီ1 2 3မနှိပ်တော့ရဒီပုံစံတိုင်းရလာတဲ့ကောင်လေးကိုကျွန်တော်ဒီဘာလို့တော့မလဲဆိုရင်ချုပ်တော့မယ်အဲ့တော့ချုပ်ဖို့အတွက်ဆိုလို့ရှိရင် segment swing to keyboard shortcut က N နဲ့အဲ့တော့တစ်ဖက်သက်ချုပ်မယ်နော်ဒီဘက်ကကောင်ကဘက်ကဒီဘက်မှာချုပ်ထားပြီးတော့လာနှိပ်တဲ့ကောင်ကဒီဘက်အစွန်မှာလာမနှိပ်နဲ့ညာဘက်ကိုနှိပ်တိုင်းဒီဘက်ရဲ့ညာဘက်အဲ့တော့ဒီရဲ့အောက်ချမ်းလေးနဲ့ဒီရဲ့အပေါ်ချမ်းဒီရဲ့အောက်ချမ်းဒီရဲ့အပေါ်ချမ်းဒီရဲ့အောက်ချမ်းဒီရဲ့အပေါ်ချမ်း okay အဲ့တော့ရှီချမ်းမယ်ဆိုလို့ရှိရင်တော့ဒီပုံစံလိုက်ပြီးသားအဲ့တော့နောက်ချမ်းပြီးတော့မယ်ဆို right click ထောက်ပြီးနောက်လှည့်လိုက်တဲ့အခါမှာဆိုနောက်ချမ်းမှာ pattern မရှိသေးဘူးအဲ့တော့မရှိသေးတဲ့ pattern ကြောင့်လို့ basic scan မှာဆိုလို့ရှိရင်တော့သူ့ကိုထားနဲ့ copy ပွားလိုက်တော့မယ်တက်ကြီးနောက်ချမ်းကိုလို့ရှီချမ်းမှာဆွဲခဲ့တယ်လို့မျိုးဆွဲမနေတော့အဲ့ဒါကြောင့်လို့ဒီနောက်ချမ်းကပတ်လေးဒီဘက်နောက်ဆွဲပို့ထားတယ်ပြီးတော့ shift ကိုပြီး transform 2ကိုယူထား shift ကိုပြီး click တစ်ချက်ထား copy ယူမယ် control C control V နောက်ချမ်းရဲ့ဒီဘက်ချမ်းမှာလာပြီးတော့နေရာချလိုက်ထားလိုက်တာနဲ့တော့ဒီ 2 dimension မှာ gizmo နဲ့ဒီဘက်မှာလာပြီးပေါ်နေလိမ့်မယ်ပေါ်နေလေးတဲ့ကောင်ကို Z ဝင်ယူအတိုင်းပဲနောက်ကိုပို့လိုက်မယ် X ဝင်ယူအတိုင်းပဲအနီလေးကိုကန်ပြီးတော့ဒီဘက်ချမ်းပြန်လာမယ် X ဝင်ယူအတိုင်းပဲနောက်ချမ်းကိုကန်ပြီးတော့ဒီလိုပြန်လာတယ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီလူနဲ့ဝေးနေတာဖြစ်တဲ့ကြောင့်မလို့လူနဲ့ဆွဲပြီးတော့ပြန်ကလိုက်မယ်ဒီတော့ရင်ညီအောင်ပြန်ချိန်okay အဲ့တော့ရှေ့ချမ်းနေပြီး pattern ဆွဲလို့ရလာတဲ့ကောင်ကြီးကိုရှေ့ချမ်းနေ pattern ဆွဲလို့ရလာတဲ့ကောင်ကြီးတော့ဘာလုပ်ရမလဲဆိုလို့ရှင်နောက်ချမ်းပဲပို့လိုက်ပြီးဆိုတာနဲ့ right click flick normal ဆိုတဲ့ function ကိုနှိပ်ပေးရမယ်လို့ပြောပြီးသားနော် flick normal ဒါရှိမှလည်းပြောပြီးသားအဲ့တော့မှပိတ်စာရဲ့အလှဘက်ကအပြင်ဘက်ကိုရောက်လာလိမ့်မယ်
ဒါလာပြီဆိုတော့နောက်ချမ်းမှာလည်းတော့ဘာလုပ်ပြီးဖို့လိုလဲကပတ်နဲ့ဒီ wall chain နဲ့ချုပ်ပြီးဖို့လိုအပ်တယ် segment swing 2ကိုယူလိုက်မယ်ဒီရဲ့ကပတ်နဲ့ဒီကောင်လေးနဲ့ချုပ်ပြီးဖို့လိုအပ်တယ်ပြီးတော့တို့ဘာတွေချုပ်ပြီးဖို့လိုအပ်လဲဆိုဘေးတွေချုပ်ပြီးဖို့လိုအပ်တယ်အဲ့တော့နီးရဲ့အချင်းချင်းဝေးရဲ့အချင်းချင်းလို့ပြောထားလို့ဒီဘက်ကသူတို့နှစ်ခုကနီးတယ်သူတို့နှစ်ခုကလည်းနီးတယ်သူတို့နှစ်ခုကလည်းဘာဖြစ်တယ်တော့နီးတယ်သူတို့နှစ်ခုကလည်းနီးတယ်နီးရဲ့အချင်းချင်းဒီလိုချုပ်ဆိုလိုက်တဲ့အခါမှာဒီဘက်ချမ်းတော့အခုဒီလိုလေးပြီးတော့ဒီဘက်ချမ်းမဲ့ကြံနေတယ်ဝေးရဲ့အချင်းချင်းဆိုတော့ဒီဘက်ကကောင်းတယ်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 အဲ့လိုမျိုးချုပ်တဲ့အခါမှာကြည့်ရအောင်နော်ချုပ်ထားသည့် dash line တွေအပေါ်မှာပြနေဒီဘက်ကိုကလေးတစ်ချက်နှိပ်လိုက်တဲ့အခါမှာ dash line ရတယ်အပေါ်မှာသွားနှိပ်ရမယ်နော်အဲ့ဆိုပါစို့ကျွန်တော်ဒီမှာ dash line အပေါ်မှာနှိပ်ခဲ့ပြီးသားပြီဆိုလို့ရှိရင်ဒီဘက်က dash line တော့အပေါ်မှာနှိပ်ပြီးနေဒီလိုအောက်နှိပ်ဒီမှာချုပ်လိုက်ရ3 dimension မှာပြောင်းမြင်ဖြစ်နေလိမ့်မယ်နော်ပြောင်းမြင်ဖြစ်နေအပေါ်နှိပ်ရမယ်ဒီဘက်မှာအပေါ်ဆိုရင်ဒီဘက်မှာလည်းဒီအပေါ်လေးပဲနှိပ်ပြီးဟုတ်ပြီနော်လူလေးရလာပြီရလာပြီဆိုတဲ့ကောင်လေးတော့ဒီဘာလို့တော့မလဲဆိုလို့ရှိရင်ချုပ်တော့မယ် simulation run တော့မယ် run ဖို့အတွက်ဆိုလို့ရှိရင်ပိတ်စာကိုဆွဲဆန်းလိုက်မယ် transform to ကိုယူအကုန်လုံး select မယ် right click ထောက် strength function လေးပါတယ် simulation run လိုက်ခဏစောင့်ပြီးမယ်နော်အဲ့တော့ပိတ်စာအရင်ကိုများနေရဖြစ်တဲ့အတွက်ကြောင့်မလို့ okay အဲ့တော့ပိတ်စာမနိုင်လို့ဒီလိုပုံစံဖြစ်နေရပေါ့နော်အဲ့ control z ပြန်ခေါ်လိုက်မယ်ခေါ်လို့ပြီးသားပြီဆိုလို့ရှိရင်တော့ဒီပိတ်စာကြီးကအခုသူကမနိုင်ဘူးเนาะအဲ့တော့မနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကဘာလေးထပ်လုပ်ထားမလဲဆိုလို့ရှိရင် free လုပ်လိုက်မယ်ဒီကောင်ရဲ့ကပတ်ရဲ့ transform to ကိုနှိပ်တာဒီကောင်ရဲ့နှစ်ချက်ကို select ပြီးလိုက် right click ထားပြီးသား free ဆိုတဲ့ကောင်လေးရှိရယ်ပြီးသားရင် simulation ချက်ပြန် run လိုက် okay simulation run လိုက်ပြီးဆိုတော့ခဏစောင့်ပြီးမယ်เนาะအဲ့တော့သူကလက်တင်နဲ့လည်းညှိနေလိမ့်မယ်เนาะ pixar ကတော့အရန်ကိုမှကြီးနေလို့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင် pixar ကအရန်ကိုမှကြီးနေလို့ခဏစောင့်ပြီးလိုက် simulation run ပြီးသူ့အောက်ကို auto ပြန်ပိတ်ချပါလိမ့်okay လက်မဲ့ဒီမဲ့လက်နဲ့ညှိနေပေါ့နော်အဲ့တော့ညှိနေကောင်လည်းကိစ္စမရှိဘူးနော်ပြီးဒီမှာဒီလိုတစ်ခါနဲ့ဆွဲရှာလိုက်ဟုတ်ပြီနော်တစ်ခါနဲ့ဆွဲရှာလိုက်မယ် okay ဒီဘက်ချမ်းပြုတ်သွားပြီပြုတ်သွားရင်ဆိုလို့ရှိရင်တော့ဒီဘက်ချမ်းကိုဘာလို့ပြုတ်လဲဒီဘက်ချမ်းပြန်ပြီးဖြုတ်မှဆိုတော့ကျတော့ဒီဘက်ချမ်းပြန်လာမယ်လက်လေးနဲ့ဖြုတ်လိုက်မယ်အဲ့တော့ဒီမှာတော့အတွန့်နဲ့အများကြီးထည့်ထားလို့လက်နဲ့လာပြီးတော့ညှိရနော်အဲ့တော့ညှိရအောင်လဲဘာမှဆွေးနေတာမရှိဘူးဆွဲပြီးတော့ဖြုတ်လိုက်လို့ရတယ်လွယ်လေးရပြီလွယ်လေးရပြီဆိုလို့ရှိရင်တော့ကြည့်အောင်ဒီကောင်ဆွဲဆန့်ထားလို့ဒီလိုပုံစံထွက်တာเนาะဒါ final result မဟုတ်သေးဘူးเนาะဒီလိုပုံစံလေးရလာလိမ့်မယ် okay ရလာပြီဆိုလို့ရှိရင်တော့ဒီကပတ်လေးကိုတော့ဘာလုပ်ထားလဲဆိုလို့ရှိရင် free လုပ်ထားတယ်လုပ်ထားတဲ့ကောင်လေးကိုတော့ဒီ select မှတ်မယ်ဒီကောင် select မှတ် regulator and free ဆိုတဲ့ကောင်လေးပြန်နှိပ်လိုက်မယ်ပြီးရင်ဒီမှာ simulation ပြန် run လိုက်တဲ့အခါမှာဒီလိုပုံစံလေးရလာလိမ့်မယ်အဲ့တော့ဒီလိုပုံစံလေးရလာပြီဆိုလို့ရှိရင်ပိတ်စရဲ့ weight ကအရန်ကိုအောက်မှာများနေရပေါ့နော်များတဲ့အတွက်ကြောင့်မလို့သူကအောက်ကိုတော့ဘာဖြစ်နေရလဲဆိုရင်ဆွဲချနေအဲ့တော့ control A control ရဲ့ H ရှင်းနှိပ်လိုက်မယ်ပြီးရင် simulation ကိုပြန်ရလိုက် simulation ပြန် run လိုက်ရန်ကြည့်လိုက်တဲ့အခါမှာတော့ကြည့်ကြအောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘာဖြစ်နေရလဲဆိုရင်ကပတ်ကအောက်ကိုကျွတ်ကြနေပေါ့နော်အဲ့တော့ကျွတ်ကြနေရပြီးတော့ကြောင့်ကပတ်ရဲ့အလေးချိန်ကိုသွားပြီးတော့ပြင်မယ်အဲ့တော့နောက်ဒီ click တစ်ချက်ထောက် click တစ်ချက်ထောက် property editor ပေါ့ particle distance ရနေရာမှာ thickness runner ရုံ runner ချတဲ့အခါမှာ particle distance ကို2ဒါမှမဟုတ်3လောက်ထားလိုက်မယ်ထားလိုက်တဲ့အခါမှာဒီဟွာလေးတစ်ချက်ပြန်ဖြောက်လိုက်မယ် avatar လေးကျွန်တော်ဖြောက်လိုက်မယ်နော်3ထားပြီးအနာခေါက်လိုက်တယ်ပြီးသားပြီဆိုလို့ရှိရင် avatar လေးတစ်ချက်ဖြောက်ကြည့်လိုက်မယ် okay ဖြောက်လိုက်တဲ့အခါမှာဒီပိတ်စရဲ့2အထူကပြောင်းလဲသွားပြီပေါ့နော်ပြီးသားပြီဆိုလို့ရှိရင်တော့ simulation ချက် run ကြည့်လိုက် okay run လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီမှာတော်တော်လေးကိုကျွတ်ကြနေပေါ့နော်အဲ့တော့ကျွတ်ကြနေဆိုရင် simulation ပြန်ရမယ် control z လေးပြန်နေလိုက်မယ်နှိပ်လို့ပြီးသားပြီဆိုလို့ရှိရင်ဒီပိတ်စအရင်ကိုကျွတ်ကြနေရပြီးတော့ကြောင့်မလို့အကုန်လုံးကိုတော့ကဒီအောက်က button တွေကို select မှတ်မယ်ကပတ်မပါဘူးเนาะအဲ့တော့ကပတ်ကို click တစ်ချက်ထားဒီကပတ်ကိုလည်း click တစ်ချက်ထားအပေါ်ကိုဆွဲရွှေ့ထားတယ်ဟုတ်ပြီနော်လို့ဆွဲရွှေ့ထားပြီးရင် transform to ကိုယူအောက်က button ကို select မှတ်လိုက်နော် button ကိုလို့ select မှတ်လိုက်မယ် sorry button ကိုလို့ select မှတ်လို့ပြီးသွားရင်တော့ဒီမှာ triple click နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ဒီ button အရင်ကိုကြီးနေလို့တော့ပြီးပလိုက်မယ်ဒီပြီးသားပြီဆိုလို့ရှိရင် simulation ပြန် run ကြည့်လိုက်မယ် okay အဲ့တော့ run လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီဘာဖြစ်နေရလဲဆိုလို့ရှိရင် control z လေးပြန်ခေါ်လိုက်မယ်နားလီနော်အဲ့တော့ကပတ်ကိုတော့အေးမှပဲရအောင်အဲ့တော့ကပတ်ကိုလာပြီးတော့တီးမယ်ဆိုလို့ရှိရင် transform to ကိုယူအဲ့ပြီးသားရင်ဒီဘက်မှာလည်း transform to ကိုယူပြီးသားရင်ဒီမှာ1 2 3ပုံကျနေလိုက်တယ်ပြီးရင်ဒီတော့ကပတ်လေးကိုပြလိုက် in simulation ချက် run ကြည့်လိုက်โอเค run လိုက်တဲ့အခါမှာတော့ကပတ်က6နေလို့ပေါ့နော်ဒီလိုပုံစံလေးရပါလိမ့်မယ်နော်โอเค
okay အဲ့လိုလေးရပြီရဆိုတော့ဒီ step ကိုကြည့်လိုက်တဲ့အခါမှာ step မှာဒီမှာအချစ်တည်နေဖြစ်နေပေါ့နော်အဲ့အချစ်တည်ဘာကိုပြောရလဲဆိုရင် particle distance ကြောင့်အဲ့တော့တော့ဒီကနေ control A အကုန်လုံး select မှလာမယ်ပြီးရင် property data ဘောက်ထဲမှာ particle distance ကိုဘယ်လောက်လို့တော့ပြင်လာမလဲဆိုတော့ 5 လို့တော့ပြင်လာမယ်ပြီးရင်ခဏဆောင်ဘူးနော်အင်းတစ်ထည်လုံးအတွက် particle distance လာပြီးပြင်လာဖြစ်တဲ့အတွက်ကြောင့်လို့ particle distance ဒီမှာလို့ဖြစ်သွားတဲ့အချိန်မှာ simulation check run ခဏဆောင်ပြီနော်အဲ့တော့ particle distance ပြောင်းလာတယ်simulation result ကနှီးရပေါ့နော်โอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်တို့ဘာတက်လာပြီလဲဆိုလို့ရှိရင် scale ပုံစံလေးကခုနကလို down ကြိုးလေးတွေမဟုတ်တော့ဘဲနဲ့ဒီမှာ PV ဖြစ်လေးနဲ့ဖြစ်သွားပြီအဲ့လို PV ဖြစ်လေးနဲ့ဖြစ်သွားသည် particle distance ကြောင့်လို့ဟုတ်ပြီနော်ရလာလိမ့်မယ်ဒီလိုပုံစံလေးဟုတ်ပြီနော် scale လိုပုံစံလေးရလာလိမ့်မယ်โอเคရမယ်လို့ထင်တယ်နော်အဲ့တော့ကိုပြန်ပြီးတော့ဆွဲတဲ့အခါကြာလို့ရှိရင်တို့ဒီကျွန်တော်တော့အကြိုင်မဆွဲချင်ဘူးဆိုရင် scale ကို2ဆင့်လောက်ပဲဆွဲပြီးသားလို့ရှိရင်လည်းပိတ်သားကိုအရှိမဆွဲနဲ့ကျွန်တော်ဒီမှာတွန်းစားတွေအများကြီးလို့ချင်လို့ဆွဲလိုက်တော့ simulation run တဲ့အခါမှာနည်းနည်းလေးကြာရပေါ့နော် okay ရမယ်လို့ချင်တယ်နော်ဒီဟာလေးနော် color လေးပြောင်းကြည့်မယ် object browser ရဲ့သွားမယ် fabric 2ဖြစ်နေတယ်ကျွန်တော်light လုပ်တဲ့သူကတော့ fabric 1လို့ပြနေလိမ့်မယ်နော်ကျွန်တော်ဒါအရင်ဆွဲထားရရှိလို့ fabric 2နေလိုက်တာနဲ့ property data ပေါက်လေး property data ပေါက်ကိုလို့ပိတ်ထားရဆိုတော့ object browser ကိုဖွင့်ရင်လည်း property data ပေါက်ကဒီဘက်မှာရှိနေလိမ့်မယ် icon လေးနှိပ်လိုက်တဲ့အခါမှာ fabric 2ရဲ့ property data ပေါက် color လေးမှတို့လူချင်းတဲ့အရောင်လေးကိုလာပြီးတော့ပြင်လို့ရပြီ apply then လိုလေးရလာလိမ့်မယ်ဟုတ်နော်လိုလေးရလာလိမ့်မယ်အဲ့တော့ဒီကောင်လေးကကျွန်တော်ဒီအခြေခံနေပြီမယ်ဆိုလို့ရှင်ဒီလိုလေးတင်နေပေါ့နော်ဒီလိုလေးချုပ်ပြီးသွားတော့မှပဲနောက်ပိုင်းကျတော့ pattern တွေနဲ့ဒီတက်ဟာလေးတွေကိုတို့ဘာလို့ပြရလဲဆိုရင်တင်ပြရတယ်ဟုတ်နော်ဒီကောင်ကျတော့ pattern လည်းမရှိပါမှမရှိဘူးလက်တန်းဆွဲတယ်ပေါ့နော်ဆွဲဆိုရင်တော့သင်တန်းမှာတင်ပြီးတယ်ဒီဟွာလေးဆိုလို့ရှင်တော့ပြမယ်နော်ပြရဆိုလို့ရှင်ဆိုတော့ sorry ဒီအရင်ချက် very nice 6 site ပေါ့နော်6 site ကိုတော့ print ထုတ်ထားတယ်ဒီကောင်ဆိုလို့ရှင်တော့အတိုင်းအတာတွေနဲ့ဒီချတင်ရတယ်ပေါ့နော်ဒါ progression ဒီမှာသုံးတဲ့ set in ပေါ့နော် set in မှာတော့နောက်တောက်တွေပါတယ်တောက်ထည့်ချွန်လည်းရတယ် column ဆိုလို့ရှင်လည်းတော့ column 5မျိုးပြီးသားလို့ရှိရင်လက်ရှိ let တို့အကုန်လုံးပါတယ်ပေါ့နော်တော့ဒါအကုန်လုံးချက်မပြရတယ်နော် site ကအများကြီးဆိုတော့ဒါတင်တန်းမှာတင်ပြီးတဲ့အခါပြင်တို့အခြေခံတွေရသွားပြီဆိုတဲ့အခါကျရင်ဒီလိုpattern print ထုတ်တဲ့အပိုင်းတွေဖြစ်ပါတယ်ပေါ့နော် okay အဲ့တော့နောက်နေ့မှာဆိုလို့ရှိရင်နောက်ချက် sketch pattern တစ်မျိုးနဲ့လာပြီးတော့တင်ပြပြပါမယ်အဲ့တော့ဒီနေ့မှာတော့တင်ပြပေးလိုက်တဲ့ sketch pattern တွေကတော့ဒီ sketch pattern တွေဖြစ်ပါတယ်ဟုတ်ပြီနော်ဆောင်းမြောင်အပိကြပါအောင်ကျေးဇူးများတင်ပါတယ် pattern area ကပါ